အားလုံးပဲမင်္ဂလာပါဝီရဒီတလောမှာ YouTube မှာ video file လေးတွေမတင်တာကြာပြီဖြစ်တဲ့ကြောင့်မလို့ video file လေးတွေပြန်တင်ပေးရခြင်းဖြစ်ပါတယ်ပထမဆုံးပြပေးမယ့် video file လေးမှာကျတော့ PPC ရောင်မြတ် sticker ပါတဲ့မီးရိပ်နှလုံးတစ်စိပ်ဖြစ်ပါတယ်အနံကြီး2မီတာလုံးကြီးခွင်းလေးဖြစ်ပါတယ်ရှင်အစင်လေးတွေကိုတစ်ချက်စီတစ်ထည့်စီကြည့်သွားပြီနော်အစင်လေးတွေအရန်လှတယ်ဒါလေးကကျတော့နမူနာ25ရဲ့စီကိုဖောက်ထားပေးတာဖြစ်ပါတယ်ရှင်လက်လီတစ်ထည်ကိုတော့ဝီက2300ရောင်းပါတယ်ရှင်9တဲ့ဈေးဆိုလို့ရှင်တော့2500ပါ10တဲ့ဈေးဆိုလို့ရှင်တော့2500ဖြစ်ပြီးတော့25တဲ့ဈေးကိုအစင်ဆုံးအယောင်ဆုံးယူမယ်ဆိုရင်တော့19900ပို့က free နဲ့ရမှာဖြစ်ပါတယ်ရှင်အစင်လေးတွေကအရန်လှတယ်အသားကတော့လုံးဝကောင်းတယ်နော်တမူးတွေထဲမှာတော့မီးရိပ်နှလုံးကကျတော့နာမည်ကြီးပဲသူကလုံးဝဘယင်မပဲသူ့ကိုဘယ်သူမှမမီဘူးဈေးနှုန်းမှာဆိုရင်သူကအမြင့်ဆုံးဖြစ်တယ်အသားကလည်းလုံးဝ special ကောင်းတယ်ခြီသားအထူအကျစ်ဖြစ်တယ်ခြီသားစစ်စစ်ဖြစ်တယ်အိန္ဒိယခြီစနဲ့ရလောက်ထားတာဖြစ်တယ်ဝီတို့ကကျတော့ကုမ္ပဏီတိုင်းရိုက်ဂျားကန်မရှိဘူးเนาะဂျားကန်မရှိတဲ့ကြောင့်ဝီတို့စီမှာလက်ကားပြန်လဲရောင်းချလိုတဲ့သူတွေအတွက်လည်းဝီတို့စီကိုစုံစမ်းလို့ရပါတယ်ရှင်လက်လီရောလက်ကားဝီရရောင်းပါတယ်အိမ်ရောက်ငွေချေလဲရပါတယ်ရှင် customer အသစ်ဆိုရင်တော့ဝီရစင်ရန်လေးတော့9000 1000ယူပါတယ်ကျန်တဲ့ပမာဏပေါ်မှာကျတော့ COD နဲ့အိမ်ရောက်ငွေချေနဲ့ပို့ပေးပါတယ်ရှင်တမူးတယ်လို့ဆိုလိုက်တာနဲ့မီးအိမ်လို့ပဲသိကြတယ်အဲ့ဒီကုမ္ပဏီက PVC ကုမ္ပဏီကထုတ်တဲ့ပစ္စည်းတွေက quality အရန်ကောင်းတယ်ဒါလေးဆိုရင်တစ်ထည်ကြီးကြီးသွားပြီเนาะအစိမ်းလေးတွေအရန်လာတယ်ဒါလေးကအစိမ်းလေးဖြစ်တယ်သူကလေသူအောင်နာမိတ်မပါဘူးဒါပေမဲ့ဒီတစ်ထည်လေးကလေသူက true ချာချာအဲ့ဒီစီးထဲမှာအောင်နာမိတ်ပါတာတစ်ထည်လေးပါခဲ့တယ်เนาะကျန်တာလေးတွေကကျတော့လုံးဝအောင်နာမိတ်မပါပါဘူးရှင်အသားလေးတွေကတော့လုံးဝ special ပဲเนาะအစင်အယောင်သွေးလေးတွေကလည်းစိုးတောက်နေတာပဲเนาะဒါလေးကကျတော့မီးရိပ်နှလုံးတစ်စိပ်ဖြစ်တဲ့ PVC ရောင်မြတ် sticker ပါတဲ့မီးရိပ်နှလုံးဖြစ်ပါတယ်အတုကိုတော့ဝီတို့ကလုံးဝမရောင်းပါဘူးဝီတို့ကအိန္ဒိယကုမ္ပဏီတိုက်ရိုက်ဂျားကန်မရှိတဲ့အတွက်ကြောင့်မလို့ယုံကြည်စိတ်ချစွာနဲ့အားပေးနိုင်ပါတယ်เนาะနောက်ထပ်ဗီဒီယိုဖိုင်လေးတွေမှာလည်းအစင်သက်ကလေးတွေစိတ်သက်ကလေးတွေအများကြီးပဲဝီစီမှာရှိတဲ့အတွက်ကြောင့်မလို့တင်ပေးတော့မှာဖြစ်ပါတယ်ဝီရဲ့ YouTube channel လေးလည်း subscribe လုပ်ရသေးဘူးဆိုလည်း subscribe လေးလုပ်ပေးတော့လို့ရပါတယ်နောက်ထပ်ဗီဒီယိုဖိုင်လေးမှာပြန်တွေ့ပါမယ်တတာ see you bye bye